ပေတရုနဲ့ယူဒနှစ်ယောက်စလုံးကြာရှုံးခဲ့တယ်။ဒါပေမဲ့ဘာကြောင့်အဆုံးသတ်မတူတာလဲ။ဒီအကြောင်းကိုတော့အဓိကမှတ်သားခိုင်း26နဲ့29မှာတွေ့နိုင်တယ်။ညီကိုမောင်နှမတို့လူနှစ်ယောက်စလုံးကဘုရားသခင်ကိုသစ္စာဖောက်ခဲ့ကြတယ်။တယောက်က3ချိန်တိတိညင်းခဲ့တယ်။နောက်တယောက်ကျတော့လည်းငွေသပြ30နဲ့ရောင်းစားခဲ့တယ်။ဒါပေမဲ့တယောက်ကတော့တန့်ရှင်းသူဖြစ်လာတယ်။တယောက်ကပျက်စီးသွားတယ်။ဘာကြောင့်ဒီလိုအဆုံးသတ်မတူတာလဲ။ပေတရုနဲ့ယူဒနှစ်ယောက်စလုံးကအမားတွေလုပ်ခဲ့ကြတယ်။နှစ်ယောက်စလုံးယေရှုနဲ့နှစ်ပေါင်းများစွာတူနေခဲ့ကြတယ်။ဒါပေမဲ့အမားလုပ်ပြီးတဲ့နောက်မှာသူတို့နှစ်ယောက်ရဲ့တုံ့ပြန်မှုချင်းကမတူတော့ဘူး။ပေတရုကငိုကြွေးပြီးတော့နောင်တရတယ်။သူ့အပြစ်ကိုသူဝန်ခံတယ်။ယေရှုစီပြန်လာတယ်။ယေရှုကလည်းသူ့ကိုခွင့်လွှတ်ပြီးတော့အသင်းတော်ရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်စေခဲ့တယ်။ဒါပေမဲ့ယူဒကတော့နောင်တရမယ့်အစားသူ့ရဲ့ညှော်လင်းချက်တွေကိုသူဆွန့်လွတ်လိုက်တယ်။သူယေရှုစီကိုပြန်မလာခဲ့ဘူး။ညီကိုမောင်နှမတို့ဘုရားသခင်ကသင်ရဲ့အမားထက်သင်ပြန်လှည့်လာတာကိုပို့ပြီးတော့အရေးပေးပါတယ်။ကြာရှုံးခြင်းကသင်ဘဝရဲ့အဆုံးမဟုတ်ပါဘူး။ဘုရားကိုကြောခိုင်းပြီးတော့ပြန်မလာတာကအန်ဒီရဲ့အကြီးဆုံးဖြစ်တယ်။ဒီနေ့သင်ဘလောက်ပဲအမားလုပ်ခဲ့ပါစေ။ယူဒလိုမျှော်လင့်ချက်မပြောက်ပါနဲ့။ပေတရုလိုယေရှုစီပြန်လာပါ။ဘုရားသခင်ကနောင်တရတဲ့နှလုံးသားကိုဘယ်တော့မှမငြင်းပယ်ပါဘူး။အာမင်